ညီကိုတို့မင်္ဂလာပါဒီနေ့ကတော့ surprise here we go သွားတဲ့ Morgan Rowe ကြာအကြောင်းပြောအောင်သူ့ကိုလည်း Chelsea ပရိသတ်စီနေနဲ့ဘယ်သူမှလည်းရောက်လာမယ်လို့ထင်မှာမဟုတ်ပါဘူးဒါပေမဲ့အခုတော့ surprise ကြီး here we go ပါပြီပထမဆုံးအနေနဲ့သူ့ကို Chelsea ကလိုအပ်လားမလိုအပ်လားဆိုတာအရင်ဆုံးစဉ်းစားကြည့်အောင်ဒါကတော့ကျွန်တော်တို့ Chelsea မှာရှိတဲ့ဘယ်နဲ့ညာနဲ့မှာသုံးလို့ရတဲ့လူစီးရင်ပေါ့နော်ကျွန်တော်တို့တခင်ခန္ဓာချိုးလည်းရှိသေးတယ်လို့ Sporting ကပြောင်းလာတဲ့ Giovanni ရဲ့ကျွန်တော်တို့ဒီလူစီးနဲ့မှာရှိသေးတယ်ကျွန်တော်ထင်ရတော့ကျွန်တော်တို့အသင်းမှာတိုက်စစ်မှာဘယ်နဲ့ညာနဲ့မှာလူတွေအများများနေပြီးတော့နောက်နှစ်မှာလည်းတနည်းတပွဲပဲကမ်းမှာဆိုတော့ဒီလူစင်းကကျွန်တော်တို့အသင်းတွေလုံလောက်နေပြီလို့ကျွန်တော်ထင်တယ်အဲ့တော့ပေါင်တန်း118တန်းကြီးပေးပြီးစံချိန်သိမ်းပြောင်းရွှေ့ရေးပြီးသူ့ကိုတော့ခေါ်စရာမလိုတော့ထင်တယ်အဲ့ဒီအစားသူ့ထက်ကျွန်တော်တို့အသင်းမှာလိုအပ်နေတဲ့နေရာတွေမှာထပ်ဖြည့်တင်တယ်လို့တော့ကျွန်တော်ကထင်တယ်ဥပမာအပြင်ခံစစ်နေရာပိုင်းတွေမှာတော့ကျွန်တော်တို့အခုချိန်ထိပဲလစ်ကစန္ဒဘတ်နဲ့ကျွန်တော်တို့အခုဒီတဘောသူညီမမရသေးဘူးပေါ့ဗျာကျွန်တော်အနေနဲ့တော့ဒီပြောင်းရွှေ့ရောလုံးဝမကြိုက်ဘူးဗျာပထမအချက်ကတော့ဒီကောင်ကအင်္ဂလန်သားဖြစ်နေရလဲပါတယ်အင်္ဂလန်သားတွေကဒီအတိုင်းပဲဒီလိုနေရာမျိုးမှာတန်းပေါင်တန်းအများကြီးပေးပြီးတော့ကြောင်တောင်ဖြစ်သွားတဲ့ကောင်တွေလည်းအများကြီးဥပမာ Man City ကAston Villa Just Grealish ကိုခေါ်လိုက်တော့ပေါင်တန်းတွေရပေးလိုက်ရပြီးတော့ Just Grealish ကဘာမှသုံးစားလို့မရတဲ့ကောင်ဖြစ်သွားတဲ့ပုံစံမျိုးတွေပါတယ်ပေါ့နောက်တစ်ချက်ကတော့ကျွန်တော်အာဆင်နယ်ကနေပြီး hijack လုပ်လိုက်တာကိုကျွန်တော်သိမကြိုက်ဘူးအာဆင်နယ်ကနေပြီးကျွန်တော်တို့ဝင်ပြီးလူးတဲ့ကောင်တွေအကုန်လုံးစောက်သုံးမကြတဲ့ကောင်တွေကများတယ်ဒါပေမဲ့ရောက်လာပြီးမှလည်းဘယ်ထူးအောင်မလဲဆက်ပြီးပဲစောင့်ကြည့်ရမှာပေါ့ကဲဒါဆိုရင်လည်း player analysis လေးနည်းနည်းလုပ်ကြည့်အောင်အရင်နှစ်က Premier League မှာ38ခုပွဲကစားပြီးတော့10ဂိုးသွင်း9ဂိုးဖန်တီးထားတယ်24-25 Premier League ရာသီမှာလည်း38ပွဲကစားပြီးတော့10ဂိုးသွင်း17ဂိုးဖန်တီးထားတယ်အချက်လက်တွေကတော့မစိုးဘူးပဲပြောရမှာပေါ့ basic stat တွေကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ touch ကတော့ 39% ဆိုတော့တော်တော်အားနေတယ်ဒါပေမဲ့အကောင်က touch တွေနဲ့လို sorry ကစားသမားမျိုးမဟုတ်ဘူးသူကသူ့ရှီဘောလုံးရောက်တာနဲ့ဘောလုံးကိုယူပြီးတော့တစ်ဖက်အသင်းခံစစ်ထဲဝင်ပြီးတော့ပြေးပြီးတော့ဂိုးသွင်းမယ်ဆိုတဲ့ instinct ရှိတယ်ဗျာ chance create ကတော့60ဆိုတော့တိုက်စစ်ကစားသမားအနေနဲ့ကတော့60ကတော့နည်းလို့ထင်တယ်area ကြီးရတော့တော်တော်ကောင်းတယ်85%ဆိုတော့သူကအရက်လဲ6ပေကျော်နေတူတယ်အဲ့ဒါကြောင့် area ကြီးရတော်တော်ကောင်းတယ် defensive contribution ကကျတော့51ဆိုတော့သူကပြောရလို့ရှိရင်တော့15-15ပဲပေါ့ကိုကတော့59%ဆိုတော့60%ပါပဲဒါပေမဲ့နည်းနည်းတော့နည်းတယ်လို့ခံစားရတယ် short attempt လည်း60%ဆိုတော့ဒါလည်းပုံမှန်ပါပဲဘာလို့တန်း118တန်းပေးပြီးဝယ်ရလဲတော့ကျွန်တော်လည်းမသိဘူးအကုန်လုံးကတော့ပုံမှန်ခြေစွမ်းလောက်ပဲရှိနေတယ်တူပဲဒီအချက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ပေါင်တန်း118တန်းပေးပြီးဝယ်ရအောင်လောက်ထိလမ်းပြန်ပြီးတော့ကောင်းနေအောင်တန်နေတဲ့ကစားသမားတော့မဟုတ်လို့တော့ကျွန်တော်ထင်ဘာလို့သူတို့ဝယ်လဲတော့မသိပါဘူးနောက်ပြီးကိုပေးရတဲ့ပတ်စံလည်းမဟုတ်ပါဘူးသူကသူဝယ်ခြင်းနဲ့ဝယ်မွေးခြင်းနဲ့နေပေါ့ဒါပေမဲ့ကိုအသိကိုရောက်လာရင်တော့ကောင်းစေချင်တာပေါ့ short attempt တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လေဒီကောင်အဲ့ပုံမှန်ပြထားတဲ့နေရာကနေပြောကန်လို့ဆိုလို့ရှိရင်တော်တော်ကောင်းတယ်နောက်တစ်ခုသူ့ရဲ့အားသာချက်ကတော့သူကနေရာအဆုံးမှာကစားနိုင်တာပဲဒါပေမဲ့လည်း118တန်းပေးရလောက်အောင်ကောင်းတဲ့အချက်တွေကတော့ခုထိမတွေ့သေးဘူးလားလို့ပုံလေးမှာပြထားသလိုဆိုလို့ရှိရင်သူကဘယ်တွေရောညာတွေရောcenter forward တွေရောattacking midfield တွေရောနေရာဆုံးကစားနိုင်တော့စိုးတော့မစိုးဘူးလားလို့ပါပုံလေးမှာပြထားတဲ့ stat လေးတစ်ချက်ကြည့်အောင်stat တွေကတော့ရန်လမ်းပြန်ပြီးကောင်းနေတယ်မှမပါဘူး deep shot involvements deep zone involvements and big chance involvements ကတော့တာမန်ပဲအကုန်လုံးကတာမန် stat တွေလောက်ပဲရှိတယ်တခြား stat တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လေ crossing တွေကတော့တော်တော်ညံ့နေဗျာဆက်ပြီးမှတော့မစိုးဒီကောင်အရက်ကနည်းနည်းမြင့်နေဆိုဆက်ပြီးရမစိုးball receiving တွေကလည်းကောင်းတယ် ball receiving တွေကလည်းကောင်းတယ်မစိုးပါဘူး chance creation မှာတော့ open play က 0.12 ဆိုတော့နည်းနည်းတယ်ကျန်တဲ့နေရာတွေကတော့မစိုးပါဘူးဒီရကြည့်မယ်ဆိုလို့ရှိရင်လည်း118တန်းပေးဝယ်ရလောက်အောင်အထိကောင်းတဲ့ကစားသမားလည်းမဟုတ်ဘူးဘာလို့118တန်းပေးပြီးခွဲလဲစဉ်းစားလို့မရဘူးကိုပစံကုန်တာမဟုတ်ပေမဲ့လေအဲ့နေရာမှာသူ့ထက်ပို့ပြီးတော့ကောင်းတယ်သူ့ထက်ပို့ပြီးအသင်းတွေလိုအပ်မဲ့ကစားသမားတွေအများကြီး118တန်းနဲ့ဝယ်လိုက်လို့ရတဲ့ဟာဒီကောင်ကြီးရောက်လာတာတော့နည်းနည်းလေးတော့ထူးဆန်းတယ်ကျွန်တော်နေနေကတော့ Morgan Roger here we go ပါတာ surprise လေးဖြစ်တယ်ကြိုက်တော့လည်းတိတ်မကြိုက်ဘူးဒါ
ဒါပေမဲ့လည်းဘာမှလုပ်လို့မရတော့ဘူးသူတို့ကဝယ်ပြီးသွားရေးဆိုတော့လေဒါကတော့ Morgan Roger ရဲ့အကြောင်းနည်းနည်းလေးပြောကြည့်တာပါကျေးဇူးတင်ပါတယ်